玩你家去啊？红了，两红交的。嘿，不是连你们老嘛，你知道吧？我你那啥吧？那送来的，我那个在大陆吃呀，我那个干嘛就是人家过来家不开心的啊，我不干的嘛也没骗啊，过家那个人没骗啊，我那搞成猪杂了嘛，是猪杂不吃吧，我就准备好了吧。မတူอ่ะအေးကြီးမချစ်တာမတွဲဟုတ်သေးလွှတ်လိုက်တာနောက်ကလည်း အေးကြီးမတင်လို့ဘယ်တော့တော့ပါဟုတ်တယ်ကျွန်တော်လေ့ကျင့်တဲ့ဟာလေးပေါ့လေ့ကျင့်တဲ့ဟာလေးဆိုလဲမှားတဲ့နေရာလဲမှားမှန်တဲ့နေရာလဲပြောချက်ကောင်းပါလေတော့တရားတက်နေမိရတယ်ရှိတယ်ဟိုမလေးလိုပါပဲကျွန်တော်တို့ကဒီပရီမာတော့နည်းနည်းလေးပြင်မှတ်ခံရတဲ့ကားကိုပြောရပါတယ်အတူတော်တော်ရှိနေတယ်ကျွန်တော်မလဲလိုက်ရတာကျင်းလာတော့အချိန်ရရတော့များတယ်အချိန်ရရတော့များတယ်ဟိုကတရက်ထဲမှာရတော့ရှောက်များဟုတ်တယ်ဟိုကတော့ကျွန်တော်3ချိန်4ချိန်လောက်ဆိုတော့အဆင်ပြေသွားတယ်ပြောနော်ပထမဆုံးလေးကတော့ကျွန်တော်ကဒီအဓိကတော့ဘူးပေါ့ကျွန်တော်လေးဖမ်းရတာပေါ့နောက်တစ်ခုကကျတော့တောက်ွက်ကလေးတွေကကျတော့ကျွန်တော်တို့ဒီချိုးစစ်တွေကကျွန်တော်ကနေတာမဟုတ်တော့ဘူးဒါလေးတွေတော့ပြီးထားပြီးတော့လောက်ရတာပေါ့အဓိကတော့ဗျာဒီမှာကဖြစ်တော့ကျွန်တော်တို့အမားအရန်မားပါလဲဆိုတယ်ပေါ့နော်ဆိုတော့အမားနဲအောင်ပေါ့အဓိကတော့အကောင်းသားကြီးတော့မဟုတ်ပါဘူး။ဆက်ကြောင်ငယ်ငယ်တဲ့ TV မှာလာသမျှမြင်းစရာတွေပဲမြင်းစရာတွေနဲ့ကိုယ်လိုက်ကန်နဲ့စောက်ပတ်ပြီးကနေကြပါတော့။ဒီလိုနဲ့ကအရင်အရင်ရှင်းနေတာတူပဲဒီမှာကကန်နဲ့မှာခွင်ရတာ။ဒီလိုတို့ကလည်းနည်းနည်းခြေတော့ခွင်ပြီးကားရတယ်အသာဆိုလိုမျိုးနည်းနည်းကလန်ကလားတို့ကဖြစ်နေတယ်။မရာတဲ့အစမ်းကျင်တော့အဲ့လောက်မခွင်မိဘူးပေါ့။အဲ့ဒါလေးတစ်ခုတော့အဲ့တော့ပဲစေ။တော့အဲထဲမှာတော့မလွယ်ဘူးဒါပေမဲ့ဇက်သဘောရတော့အလွယ်တွေကိုရိုက်ထားတာဆိုတော့ဇက်ထဲမှာတော့ဘလော့ရတော့အလွယ်တွေများပါတယ်ကျန်သူတွေအားလုံးကိုချေမုန်းလာတဲ့ခန္ဓာဝင်ကြောက်စီဓာတ်ကွာ我马上要自己要赚进了的。ဓာတ်နဲ့တန်တဲ့ရှိဓာတ်သမားသိမှာပေါ့လို့အကြီးကတော့ပညာအများကြီးရလာတယ်။ရောက်နေလိုက်ပါတော့။ဒီနေ့နဲ့အနုပညာအလုပ်ကိုလေ focus တာပြီးတော့လုပ်တာဒီကိုတော့ထက်အများကြီးသင်ယူရမှာပိုင်တော့နော်။အဲ့ဒါကနာသိမငြိမ်တဲ့ခါကျတော့လေ။အဲ့ပိုင်တော့အများကြီးပညာယူရမှာပါဟုတ်။ဒီကားလေးကတော့ဟာသက်ကားတွေတဲကမှမတူအောင်ကျွန်တော်တို့တတ်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီမှာမရအောင်ကြိုးစားထားတဲ့ကားလေးဖြစ်ပါတယ်။ရုပ်ရည်နဲ့ခါကြရင်လည်းအတူတူဖြစ်သွားပါတယ်။ထက်လည်းပြောပြပါဦးနော်။ဟုတ်တယ်။နည်းနည်းကိုလုံးနဲ့ဒါပထမဆုံးအမှတ်တရကားလေးလည်းဖြစ်တယ်။ကောင်းပြီးတော့ကြိုးစားထားတဲ့အတွက်အပိချပါအောင်။ဆက်တော့နေကြရင်တနိုင်ငံလုံးမှာရုပ်တင်ပါလို့ပြောပြပါရှင်ဟုတ်